여러분 안녕하세요. 알루미늄글라바. 디셔디네 그라마 버튼တစ်ခုပြပြပေးပေါ့နော်ဒီ 그라마 버튼 လေးကတချို့တို့တိပြီးသားဖြစ်မှာပါတချို့တို့ကတစ်ခုခုကိုလှုပ်ချင်တယ်လို့ပြောတဲ့ခါမှာဆိုလို့ရှိရင်တုံးတဲ့ဟာလေးပေါ့နော်ဥမာတချို့တို့တနေ့အောင်သွားချင်တယ်ဆိုလို့ရှိရင်ခါကုရှိဖို့သွားချင်တယ်ထားပါတော့ရှစ်ကျန်းကခါကုရှိဖို့ရောဈေးသွားချင်တယ်ရုံဟကွန်းနဲ့ခါကုရှိဖို့ရောရုပ်ရှင်ရုံကိုသွားချင်တယ်ပေါ့နော်ဒါမျိုးတွေပြောတယ်ဒါတချို့တို့ကိုယ်တိုင်လှုပ်ချင်တဲ့ခါမှာဆိုလို့ရှိရင်အဲ့ဒီဂိုရှိဖို့ရောဆိုတဲ့ဟာလေးနဲ့တုံးတယ်သူရဲ့မူရင်းကကြတော့တချို့တို့ဂိုရှိဒါကနေပြီးတော့မှလာတယ်ပေါ့နော်အဲ့ဒါကိုယ်တိုင်လှုပ်ချင်တဲ့ခါမှာပြောတာအခုကကြတော့တချို့တို့ကသူများလှုပ်ချင်တဲ့ဟာပေါ့နော်သူများလှုပ်ချင်တဲ့ဟာကိုတချို့တို့ကပြန်ပြောပြပေးမှာနော်ပြန်ပြောပြပေးတဲ့အခါမှာဆိုလို့ရှိရင်တုံးတဲ့ပတ်တန်လေးအဲ့ဒါကကြတော့ verb plus ကိုရှိဖို့ဟေယောဆိုတဲ့ဟာလေးပေါ့နော်မူရင်းကတော့တချို့တို့က verb plus ကိုရှိဖို့ဟာဒါဆိုတဲ့ဟာလေးပေါ့နော်ကိုရှိဖို့ဟာဒါဆိုတဲ့ပုံစံလေးပေါ့နော်ဆိုတော့အဲ့ဒါကကြတော့သူကတစ်ဖက်လူလှုပ်ချင်တဲ့ဟာသူများလှုပ်ချင်တဲ့ဟာကိုတချို့တို့ကပြန်ပြောပြပေးမှာဥပမာထားပါတော့အမောင်ကြီးကအမေကပေါ့ရှစ်ကျန်းငယ်ခါကိုရှိဖို့ရအမေကဈေးသွားချင်နေပါရဲ့ဒါမျိုးပေါ့နော်တဈေးလိုက်ပို့ပေးမယ်လို့သူစောင့်နေတာပေါ့နော်အမေကဈေးသွားချင်နေပါရဲ့နောက်တစ်ခုအဘောကြီးကအဖေကယောဟန်ဟာကိုဒါမှမဟုတ်လို့ရှိရင်လည်းယောဟန်ဂါကိုဆိုလဲရတယ်ယောဟန်ဂါကိုရှစ်ဖို့ဟေယောပေါ့နော်အဲ့ဒါဆိုရင်တော့အဖေကခရီးထွက်ချင်နေပါတယ်အဖေကခရီးသွားချင်နေပါတယ်ဒီလိုပုံစံလေးပေါ့နော်အဲ့တော့တခြားလူတစုံတယောက်ပေါ့နော်တခြားလူကလှုပ်ချင်တဲ့ဟာကိုကိုကပြန်ပြောပြပေးမှာနော်သူများလှုပ်ချင်တဲ့ဟာကိုကိုကပြောပြပေးမယ်ဆိုလို့ရှိရင်တော့အခုပြောသွားတယ်ကိုရှိဖို့ဟာဒါကိုရှိဖို့ဟေယောဆိုတဲ့ဟာလေးနဲ့တော့နောက်တစ်ခု有东西我ညီမလေးက shopping ဟာတာဆိုရင်တခြား shopping ထွက်ပြီဆိုတော့ shopping ဟာကိုရှိဖို့ဟဲ့ရောညီမလေးက shopping ထွက်ချင်နေပါတယ်ညီမလေးကဈေးဝယ်ထွက်ချင်နေပါတယ်ဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးလေးသုံးလို့ရတယ်နောက်တစ်ခုမောင်လေးအနေနဲ့ပြောမယ်ပေါ့နော်ဒုံဆဲငညီလေးကပေါ့တော့မဟုတ်လို့ရှိရင်မောင်လေးကစူယောင်ကျန်းဆိုလို့ရှိရင်ရေကူးကန်ဆိုတော့စူယောင်ကျန်းနဲ့ဂါကိုရှိဖို့ဟဲ့ရောမောင်လေးကရေကူးကန်ကိုသွားချင်နေပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းတချို့တို့ထားပါတော့ကစားကွင်းသွားချင်တယ်ဆိုလို့ရှိရင်တော့နိုရီခုံဝမ်းပေါ့နိုရီခုံဝမ်းနဲ့ဂါကိုရှိဖို့ဟဲ့ရောဒါဆိုလို့ရှိရင်မောင်လေးကကစားကွင်းသွားချင်နေပါတယ်ဒါမျိုးပေါ့နော်တခြားလူလှုပ်ချင်တဲ့ဟာကိုပြောပြပေးတာပေါ့နော်သူများလှုပ်ချင်တဲ့ဟာကိုကိုကပြန်ပြောပြပေးမယ်ကိုကပေါ့နော်ကိုကပြန်ပြောပြပေးမယ်ဆိုလို့ရှိရင်အခုပြောတဲ့ပတ်တန်လေးကိုရှိဖို့ဟေယောကိုရှိဖို့ဟာတာဆိုတဲ့ဟာလေးနဲ့တော့ကိုလှုပ်ချင်တဲ့ဟာကိုကိုကပြောမယ်ကိုယ်တိုင်လှုပ်ချင်တဲ့ဟာကိုကိုပြောမယ်ဆိုလို့ရှိရင်တော့တီးပြီးသားပတ်တန်လေးဖြစ်တဲ့ကိုရှိဖို့ရောဆိုတဲ့ဟာလေးနဲ့တော့ကိုယ်တိုင်ကသွားချင်တယ်ဆိုလို့ရှိရင်တော့ဂါကိုရှိဖို့ရောကိုယ်တိုင်စားချင်တယ်ဆိုလို့ရှိရင်မော်ကိုရှိဖို့ရောဒီလိုတော့ပေါ့သူများကသွားချင်တယ်ဆိုရင်ဂါကိုရှိဖို့ဟေယောသူများကစားချင်တယ်ဆိုလို့ရှိရင်မော်ကိုရှိဖို့ဟေယောဆိုတဲ့ဟာလေးနဲ့တော့ဆိုတော့ဒါလေးကိုရမယ်ထင်ပါတယ်ကိုယ်တိုင်လည်း sentence လေးတိဆောက်ပြီးတဲ့အခါကျတော့ comment တွေမှာရှိခဲ့လို့ရပါတယ်เนาะမှန်စစ်တော့ဒီနေ့တလောက်ပါ